Hello ဒီဘလော့လေးကတော့မင်းမင်းပုံရိုက်တော့ရိုက်ထားတဲ့ဘလော့လေးဖြစ်ပါတယ်။ဟောထန်ထန်နိုင်ပေါ့နော်ထန်ထန်နိုင်ရနေပြီးတော့ဖောင်ပန်းကမီးပွိုင်ကိုတတ်တော့နေပါတယ်။မီးပွိုင်ကိုရောက်တာနဲ့ခွေပြီးတော့ပေါင်လမ်းမကြီးပေါ်နေပြီးတော့သွားပါတယ်။ပေါင်လမ်းမကြီးပေါ်နေရစွန်းတန်းကိုရောက်ပြီပေါ့နော်။ရစွန်းတန်းကနေပြီးတော့ဟိုးတက်နောက်ထပ်ထိတန်းစီပြီးသွားပါတယ်။လမ်းဆောင်ရောက်ပြီပေါ့နော်လမ်းဆောင်ကနေပြီးတော့နောက်ထပ်ထိတန်းစီပြီးသွားမယ်လမ်းမှာဒါတော့မင်းတို့ရဲ့အကြီးဆုံးတရားဝီတရားဟုတ်ကူတရားကြီးပေါ့နော်တရားကြီးကိုရောက်ပြီးအဲ့တရားရနေပြီးတော့တက်တန်းစီသွားပြီးတော့ပါတယ်တရားကြီးအောက်ကနေပြီးတော့ဖြတ်ပြီးတော့မင်းတို့သွားကျင်တဲ့နေရာလေးကိုသွားမယ်ပေါ့နော်နိုင်သွားနေပါတယ်လမ်းမတိမ်လေးတွေကလည်းလာပါတယ်အရန်ကိုလာတယ်မင်းတို့ရဲ့ဖုတ်ကူမျိုးကတရားကြီးပေါ့နော်အဲဒီတရားကြီးအောက်ကလမ်းလေးကနေပြီးတော့တန်းပြီးတော့ရွာလမ်းလေးပေါ့ရွာလမ်းလေးတန်းသွားတက်လေးတန်းသွားပါတယ်လမ်းမှာငပြောပင်လေးတွေနဲ့အရန်ကိုတရလေးပေါ့နော်အမကိုလာရွာကိုရောက်ပါပြီကိုလာရွာကိုရောက်တော့တိုင်းတက်သွားပါတယ်မင်းတို့သွားနေရတော့ဝေဘာခါတန်ကစ်ချန်ဖြစ်ပါတယ်အခုလာရွာတွေကနေပြီးတော့သွားတယ်ရွာလေးရတဲ့တဲတီးပင်လေးနဲ့ဆင်းဆိုလို့နေပါရောက်ပါပြီဝေဘာခါတန်ကစ်ချန်ကိုအရန်ကိုလာပါတယ်အိမ်မှာဆက်ရှာလေးတွေနဲ့အလားဆန်ထားတဲ့ချက်စရာလေးပါအရန်ကိုတရနဲ့မင်းတို့သွားတော့မိုးအုံနေအောင်ဆိုကွာအရန်ကိုတရရနဲ့လာပလေးနဲ့အေးလေးပြီးပါတယ်အရန်ကြီးစိတ်ထွက်ပေါက်တွေများတယ်ဆိုရင်အနားယူဖို့အတွက်ရိဘာကားတန်ကရှန်ကိုသွားဖို့မမရတော့ recommend ပေးပါတယ်အရန်ကိုလာပါတယ်မြပြင်ကြီးကိုလည်းမြင်ရတယ်တိမ်နေရလည်းအရန်ကိုလာပါတယ်အရန်ကြီးတော့မပြောတတ်ဘူးနော်တိခံပြီးကြည့်ပဲချိုက်ချက်တော့ကောင်းပြီမမသိခါမပြောတတ်ဘူးဒီဂျာပန်လေးတွေကလည်းတိတ်ကိုချစ်ဖို့ကောင်းပါတယ်အရန်လေးလာပါတယ်ဒီဂျာကြီးလည်းနောက်တစ်ပတ်လောက်ဆိုရင်တော့တခင်လုံးအပြည့်ပွင့်နေပြီပေါ့နော်မမြင်တော့တော့နည်းနည်းပဲပွင့်သေးတယ်အစွမ်းပင်လေးလည်းအများကြီးပဲစိတ်ဆူနဲ့အရန်ကို relax ဖြစ်ပါတယ်ဒီမှာလည်းတောင်းရအလုပ်လုပ်နေတဲ့ဒီလည်းအများကြီးပါပဲတိမ်ကြီးတွေလာလို့တိမ်လေးတွေရောညခင်းစိမ့်နေရောခဆွမ်းခင်းကြီးရောလာလို့အများကြီးရက်ခဲ့ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်